နောက်ပိုင်းကြိုးစားရင်းနဲ့ရုန်းကန်ခန်းငယ်လေးဟာချောက်ချစေဒါပေမဲ့တယောက်တည်းရှေ့ဆက်ရှောင်းမဲ့ဘွားတဲ့မင်းမလို့အပ်တာအမှန်ပဲကွာရည်စီရဲ့ဘွားတဲ့မင်းမရှိတော့တဲ့နောက်ပိုင်းဆန်ဝါနဲ့ဆက်ရှောက်လဲနေပြောင်း